စာချဖုန်ကြီးများစာပေပို့ချခြင်းဖြင့်ပါရမီ10ပါးဖြည့်ကျင့်နိုင်ပုံယခုကာလ၌အချို့သောစာချပုဂ္ဂိုလ်သည်ကြော်ကြားမှုဘုန်းကန်ကြီးမားမှုလှပ်ပေါ်များမှုကိုမငဲ့ကွက်မူ၍မိမိတတ္တိတလိုစာတင်သားများတတ္တိပါစေဟုသောရည်ရွယ်ချက်ဖြင့်စာပေပို့ချခြင်းသည်ဒါနပါရမီမည်၏ကြော်ကြားမှုဘုန်းကန်ကြီးမားမှုလှပ်ပေါ်များမှုကိုရည်ရွယ်၍စာပေပို့ချခြင်းသည်ဒါနပါရမီမဖြစ်အလကတ္တုပမာစာပေပို့ချခြင်းသာဖြစ်၏အလကတ္တုပမာစာပေပို့ချနေခြင်းထက်မပို့ချဘဲအိပ်နေခြင်းကမြတ်တဲတည်းဟု၍အင်္ဂုတ္တောအဋ္ဌကထာဒါလထတိပဏိတိကာများ၌တိုက်ရိုက်ဆိုထားပါသည်စာပေပို့ချနေပါလျက်တေလွန်လျင်ငရဲကြမည်ဟုဆိုလို၏စာပေပို့ချခြင်းသည်မိမိဆရာအဆက်ဆက်တို့၏အလျက်အကျင့်ပေတည်းဟုနှလုံးသွင်းလျက်စာပေပို့ချခြင်းသည်သီလပါရမီမည်၏စာပေပို့ချနေစဉ်အခိုက်၌တဏှာရာဂဒေါသစသည်တို့မှလွတ်ကင်းထွက်မြောက်ခြင်းသည်နိက္ခမပါရမီဖြစ်၏လတ်လာဘကိုငဲ့ကွက်သောတဏှာရာဂဖြင့်စာပေပို့ချခြင်းဟောပုတ်ခတ်တီပုတ်ခတ်လျက်စာပေပို့ချခြင်းငေါက်ငန်းဆဲဆိုကျိမ်းမောင်းကြိုက်နှက်၍စာပေပို့ချခြင်းများသည်တဏှာရာဂဒေါသတို့မှမလွတ်မြောက်ခြင်းကြောင့်နိက္ခမပါရမီမဖြစ်နိုင်စာပေပို့ချခြင်းကစွမ်းနိုင်သောအတိဉာဏ်သည်ပညာပါရမီဖြစ်၏ကျမ်းမာနေတ၍နေ့ရှိတ၍စာပေပို့ချနေမည်ဟုသောဆွဲလုံးလသည်ဝိရိယပါရမီဖြစ်၏စာပေပို့ချနေဆဲအခါ၌ငတ်မွတ်ဆာလောင်ခြင်းညောင်းညာပင်ပန်းခြင်းကြပိုးခြင်းကိုက်ခြင်းယာတိဥဒ္ဒစသည်များကိုတီးခံခြင်းသည်ခန္တီပါရမီဖြစ်၏ကျမ်းမာနေသမျှစာပေပို့ချနေမည်ဟုဝန်ခံထားသည့်အတိုင်းကျင့်ခြင်းသည်ပစ္စာပါရမီဖြစ်၏စာပေပို့ချနေမည်ဟုသောစိတ်၏မရွေ့မရှားခိုင်ခန့်တည်တံ့ခြင်းသည်အတိဋ္ဌံပါရမီဖြစ်၏စာတင်သားများတတ္တိလိမ္မာကြပါစေကျမ်းမာချမ်းသာကြပါစေဟုသောစိတ်သည်မေတ္တာပါရမီဖြစ်၏ငါကတော့ပင်ပန်းခံ၍စာပြောနေရသည်သူတို့ကတော့စာအဓိပ္ပာယ်ကိုကောင်းကောင်းမနာခံယူကြဘူးအိပ်နေကြသည်တွတ်စကားပြောနေကြသည်ဟု၍စာတင်သားတို့အပေါ်၌စိတ်မကွက်ခြင်းသည်ဥပိ္ပခာပါရမီဖြစ်၏မော်လမြိုင်မြို့တောင်လေးလုံးဆရာတော်ဘုရားကြီးပါရမီအလင်းပြကျမ်းမှကူးယူဖော်ပြအပ်ပါသည်